တာစီယာလောကဒီကဘာကြီးရဲ့မှာ928ဖြစ်သောမြတ်တာစိတ်ဆိုင်ပမာတသွင်သွင်စီစင်လျက်ပါဘဝရဲ့မုန်တိုင်းဘလောက်ပင်ကျန်းလင်းခါစီလို့ရင်ကိုခဏီမှာပင်ရန်ခုနန်းထမဝင်လမ်းမှာတော့ပန်းကလေးတစ်ပွင့်ပမာတင့်တယ်ဝန်ကြွားပြုံးလို့ပြောတာအကူကြီးမြတ်တာညမလေးအတွက်အသက်ပင်စွန့်မှာပါ